အားလုံးပဲမင်္ဂလာပါခင်ဗျာ Top Town Royal မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နာမည်ကျော်စူပါစတာခရစ္စတီယာနို ရိုနယ်ဒိုပိုင်ဆိုင်ထားတဲ့နာမည်ကြီးစူပါကားတွေအကြောင်းကိုကျွန်တော်ကစိတ်ဝင်စားဖို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘလို့အမိုက်စားကားတွေပါဝင်နေမလဲဆိုတာကျွန်တော်တို့အဆုံးထိကြည့်ကြည့်လိုက်ရအောင်ခင်ဗျာနံပါတ်10နေရာမှာရှိနေတဲ့ကားကတော့ Aston Martin DBS ပါဒီကားရဲ့ကားတန်ကြီးက American Dollar 4 သိန်းဝန်းကျင်ခန့်ရှိပြီးတော့ဒီကားကို British Luxury Car Company တခုဖြစ်တဲ့ Aston Martin ကထုတ်လုပ်ထားတဲ့ High Performance Super Car တစ်စီးဖြစ်ပါတယ်ဒီကားရဲ့ engine ဆိုရင် 5.2 liter Tron Turbocharged V12 engine ကိုအသုံးပြုပေးထားပြီးတော့ရင်းကုန်ရေ915 HP ထိထွက်ပါတယ်0 to 100 km ကို 3.2 second နဲ့ရောက်ရှိနိုင်ပြီးတော့ဒီကားရဲ့အမြင့်ဆုံးမောင်းနိုင်တဲ့ top speed က340 km အထိဖြစ်ပါတယ်နံပါတ်9နေရာမှာရှိနေတဲ့ကားကတော့ Ferrari ရဲ့ F12 TDF ဖြစ်ပြီးတော့ဒီကားရဲ့ကာလတန်ကြီးက American Dollar 4,900 ဝန်းကျင်ခန့်ပါ Limited Edition High Performance Version ဖြစ်တဲ့လျောက်တစ်ကမ္ဘာလုံးမှာအစီးရေ990 စီးသာထုတ်လုပ်ထားပါတယ်ဒီကားရဲ့ engine ဆိုရင် 6.3 liter neutrally aspirated V12 engine ဖြစ်ပြီးတော့မြင်းကောင်ရေ969 HP ထိထုတ်လုပ်ပေးနိုင်ပါတယ်0 to 100 km ကို 2.9 second နဲ့ရောက်ရှိနိုင်ပြီးတော့ဒီကားရဲ့အမြင့်ဆုံးမောင်းနိုင်တဲ့ top speed က340 km ပဲဖြစ်ပါတယ်နံပါတ်8နေရာမှာရှိနေတဲ့ကားကတော့ Ferrari ရဲ့ 599 GTO ပါဒီကားရဲ့ကားအတန်ကြီးက American Dollar 9 သိန်းဝန်းကျင်ခန့်ကျတဲ့မှာဖြစ်ပြီးတော့ Limited Edition Truck Focus Model ဖြစ်တာနဲ့ညီ 599 GTB Fiorano ရဲ့ High Performance Version ဖြစ်ပါတယ်6.0 liter neutrally aspirated V12 engine ကိုပဲအသုံးပြုပေးထားပြီးတော့မြင်းကောင်ရေ661 HP ထိထွက်ပါတယ်0 to 100 km ကို 3.3 second နဲ့ရောက်ရှိနိုင်ပြီးတော့အမြန်ဆုံးမောင်းတဲ့ top speed ကတော့335 km ပါနံပါတ်7နေရာမှာရှိနေတဲ့ကားကတော့ Lamborghini Aventador ပဲဖြစ်ပါတယ်ဒီကားရဲ့ကာလတန်ကြီးက American Dollar 6 သိန်းဝန်းကျင်ခန့်ကျတဲ့မှာဖြစ်ပါတယ်ဒီကားက Italian Super Car တစ်စီးဖြစ်ပြီး Flagship V12 model ဖြစ်ပါတယ်Lamborghini ထဲမှာထင်ရှားဆုံး model ဖြစ်ပြီးတော့ဒီကားရဲ့ engine ဆိုရင် 6.5 liter neutrally aspirated V12 engine ကိုပဲအသုံးပြုပေးထားပြီးတော့မြင်းကောင်ရေ690ကနေ990 HP ထိကိုထုတ်လုပ်ပေးနိုင်ပါတယ်0 to 100 km ကို 2.9 second နဲ့ရောက်ရှိနိုင်ပြီးတော့ဒီကားရဲ့အများဆုံးမောင်းနိုင်တဲ့ top speed ကတော့350 km အထိကိုမောင်းနေနိုင်တာပဲဖြစ်ပါတယ်နံပါတ်6နေရာမှာရှိနေတဲ့ကားကတော့ Mercedes G-Dragon Brabus ပဲဖြစ်ပါတယ်ဒီကားရဲ့ကာလတန်ကြီးက American Dollar 8 သိန်းဝန်းကျင်ခန့်လောက်ကျတဲ့မှာဖြစ်ပြီးဒီကားက German အဆင့်မြင့် modify မြင်ဆိုင်တစ်ခုဖြစ်တဲ့ Brabus မှာ Mercedes-Benz G-Class ကို Extreme Luxury and Performance အဖြစ်အဆင့်မြင့်တင်ထားတဲ့ Ultimate Luxury SUV တစ်စီးဖြစ်ပါတယ်ဒီကားရဲ့ engine ဆိုရင် 4.0 liter V12 engine ဖြစ်ပြီးတော့800 HP ထိကိုထုတ်လုပ်ပေးနိုင်ပါတယ်0 to 100 km ကို 4.1 second အတွင်းရောက်ရှိနိုင်ပြီးတော့ဒီကားရဲ့အများဆုံးမောင်းနိုင်တဲ့ top speed က240 km ပါ